Hello အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဧပြီတုန်းကငွေဆောင်သွားခဲ့တဲ့အမှတ်တရလေးတွေကိုပြန်ပြီးမျှဝေပြမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်မကားစီးဖို့အတွက်ကားကိတ်ရှိရာအောက်ဆန်းကွင်းကိုမနေ့၄နာရီရောက်သွားခဲ့ပါတယ်။ကားကမနေ့၄နာရီခွဲဝန်းကျင်လောက်ရန်ကုန်ကနေစထွက်ပါတယ်ရှင်။မနေ့9နာရီခွဲဝန်းကျင်လောက်မှာကျွန်တော်တို့ Classic Cafe ဆိုတဲ့ဆိုင်လေးမှာမနေ့စားဖို့ခက်ရနာခဲ့ပါတယ်။အဲ့ဆိုင်လေးရဆိုရင်စားတော့လဲစုံနေရတာလဲကောင်းတယ်။မှာထားတဲ့စားတော့တွေလည်းညံ့ညံ့လေးရတော့ပို့ပြီးတော့အဆင်ပြေပါတယ်။ပြီးတော့ကျမတို့ငွေဆောင်ကိုဆက်လက်ပြီးတော့ချီတက်ခဲ့ပါတယ်ရှင်။နေ့ခင်း12နာရီဝန်းကျင်လောက်မှာငွေဆောင်ကိုရောက်ခဲ့ပါတယ်။ကျမ The Valley Resort Hotel မှာတဲဖို့အတွက်ရွေးချယ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီ hotel မှာရှိတဲ့အခန်းအားလုံးတော်တော်များများကပင်လယ်ကြီးကိုမြင်ရတယ်။ပြီးလို့ရှိရင်သူ့ရဲ့ရေကူးခံအားလည်းကျယ်တယ်။ပြီးလို့ရှိရင်တက်ချင်းတက်ရက်တယ်။ပြီးလို့ရှိရင်ဝန်ဆောင်မှုလည်းကောင်းတယ်ပေါ့နော်။စီနှုံးလည်းဖဲဖြစ်ပါတယ်။ဒါကကြတော့ကျမတို့တဲနှစ်ယောက်ခန်းလေးဖြစ်ပါတယ်။အိမ်နိုင်ချိုးခန်းတော့မရိုက်ပြတော့ဘူးပေါ့နော်ဒီခန်းလေးကနေတော့တကားလေးဖွင့်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပင်လယ်ကြီးကိုပြင်ရဖြစ်ပါတယ်အရန်ကိုကောင်းတဲ့ခန်းတစ်ထည့်ရပါတယ်ဒါလေးကတော့ဘာလေးနဲ့ပြီးလို့ရှိရင် dining room area လေးဖြစ်ပါတယ်အခုကျမတို့ပင်လယ်ထဲဆင်းมาတော့မယ်ရှင်အဲ့တော့ကျမတို့အဖွဲကအခုဆိုပင်လယ်ထဲဆင်းဖို့အတွက်ကြည့်တက်လာပြီဖြစ်ပါတယ်နောက်တစ်ခုကလေဒီ hotel မှာကျွန်မကြိုက်တဲ့ဟာတစ်ခုကဘာလဲဆိုရင်ဒီသူ့ရဲ့ garden area လေးကလည်းရမ်းမိုက်တယ်ပေါ့နော်အဲ့ဟာလေးတွေသဘောကျတယ်ဒီနေ့တရက်တာကိုကျမတို့ညနေဆောင်ချိန်လေးမှာပင်လယ်ကမ်းခြေမှာရေကစားပြီးတော့အကောင်းဆုံးဖြတ်ကျော်ခဲ့ပါတယ်ချစ်သူများကျွန်းသွားတဲ့အမှတ်တရလေးတွေကိုတော့နောက်ထပ်ဗီဒီယိုမှာတင်ဆက်ပေးသွားပါမယ်ရှင်အဆုံးထိတွေ့ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးတတ